မင်္ဂလာပါဒီနေ့မှာတော့ brand ကိုဒီဆောက်ရှင်နဲ့မိတ်ဆွေတွေအတွက်ထုတ်ကုန်နဲ့ပတ်သက်ပြီးတော့စာချေးထုတ်လေးအကြောင်းကိုပြောပြပေးချင်ပါတယ်ဒီစာချေးထုတ်လေးကကိုနေ့စဉ်တောက်သုံးနေတဲ့ collagen တွေမှာ detox တွေ coffee တွေမှာပေါ့နော်ဒါစာချေးထုတ်လေးကိုတွေ့ရမှာဖြစ်တယ်အဲ့တော့သူနဲ့ဒီထုတ်ကုန်တွေနဲ့ဘယ်လိုပတ်သက်လဲဆိုလို့ရှိရင်ကျမတို့ကဒီစာချေးထုတ်လေးတွေကိုထုတ်ကုန်တစ်ခုထုတ်တော့မယ်ဆိုလို့ရှိရင်စာချေးထုတ်လေးကိုရွေးရတယ်ပေါ့နော်ဘယ်လို site မျိုးနဲ့သွားမှာလဲဘယ်လို site မျိုးနဲ့သွားမှာလဲဆိုတာကကိုကဘူးဒီဇိုင်းရွေးပြီးဘူးပုံစံရွေးပြီးဆိုရင်သူနဲ့ like ဖတ်တဲ့အတွင်းထဲမှာထည့်မယ်ပေါ့နော်ဒီစာချေးထုတ်လေးတွေကိုရွေးရတယ်ပေါ့နော်ရွေးပြီးသွားလို့ရှိရင် site တွေရွေးပြီးဆိုလို့ရှိရင်ဒီသူနဲ့ like ဖတ်မယ်တခါ color လေးရွေးရတယ် color လေးဆိုတဲ့အခါမှာကိုယ့်ရဲ့ brand ကဘာ color သုံးလဲပေါ့နော်သုံးနဲ့ like ဖတ်မယ်color အရောင်ရယ်နောက်တစ်ခုကကိုထုံးမဲ့ထုတ်ကုန်ရဲ့ color အရောင်ရယ်ပေါ့နော်ကိုထုံးမဲ့ထုတ်ကုန်ပြီးchocolate ဆိုလို့ရှိရင် chocolate အရောင်လေးပါတဲ့ဟာမျိုးမဟုတ်ရင်ရွှေရောင်လေးပါတဲ့ဟာမျိုးပေါ့နော်ရွှေရောင်ပေါ်မှာကိုကဘယ်အရောင်သုံးပါလဲဒါမှမဟုတ်ရင်လည်းအဖြူလေးပဲသုံးမယ်ဆိုလဲအဖြူလေးပေါ်မှာပေါ့နော်ဒါအဖြူလေးပဲထုတ်မယ်အရောင်လေးရွေးရတယ်လို့မျိုးပဲဒီပေါ်မှာရိုက်မဲ့အားသားတွေပေါ့နော်အဲ့စာသားတွေကလည်းသူကထုတ်ကုန်ပေါ်မှာတက်ရောက်မှုရှိရဆိုတာသူ့ရဲ့ cost ပေါ့နော်ဒီ cost ဆိုတာကုန်ကျစရိတ်ပေါ်မှာလည်းတက်ရောက်မှုရှိပါတယ်အဲ့ဒီခါကျတော့ထုတ်ကုန်ထုတ်တဲ့လူတွေကကိုယ့်ရဲ့ customer ကိုရှိမှလာပြီးတော့ဝယ်သုံးမဲ့လူတွေကိုအကောင်းဆုံးနေပဲပေးချင်တယ်အကောင်းဆုံးနေပဲစဉ်းစားပေးချင်ကြတယ်ပေါ့နော်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ဒီပေါ်မှာရိုက်နေမဲ့ကာလာတွေကလည်းဈေးနှုန်းပေါ့နော်ဈေးနှုန်းရများသွားတယ်ဆိုတာကိုသိစေချင်တယ် product တစ်ခုကိုမထုတ်ဘူးသေးတဲ့လူထုတ်တော့မယ်လို့စဉ်းစားနေတဲ့လူတွေကဒါလေးတွေကိုလိုက်ပြီးတော့လဲစဉ်းစားပေးတင်တယ်ဆိုတာပြောပြချင်တာပါဒီဟာဆိုလို့ရှိရင်ဒါအညူပေါ်မှာအဖြူရောင်ဆိုတဲ့ကာလာတစ်ရောင်ထဲကိုပဲသုံးထားတယ်ဒါ 1C လို့ခေါ်တာပေါ့နော်ဒါဆိုလဲ 1C ပဲဒါဆိုလဲ 1C ပဲပေါ့နော်ဒါမျိုးကြလို့ရှိရင် 4C လောက်ဖြစ်သွားပြီပေါ့နော် 4C ရှိမယ် 2C ရှိမယ်နောက်ပြီးတော့ 9C ရှိမယ်ပေါ့နော် 9C ဆိုတဲ့အရာမျိုးကြဘယ်လိုလဲဆိုတော့သူ့မှာအသီးလေးတွေရောင်စုံထည့်တာမျိုးဒါမှမဟုတ်ရင်တော်တော်များများတော့များသောအားဖြင့်တော့ 1C 2C လောက်ပဲသုံးကြတယ်ပေါ့အဲ့ရလဲဘာလဲဆိုတော့ကိုယ့်ရဲ့ထုတ်ကုန်ပေါ်မှာများသောအားဖြင့်တော့ cost ကိုအများကြီးမသက်ရအောင်လို့ထုတ်ခြင်းပဲဖြစ်တယ်ပေါ့နော်ဒါပေမဲ့အယောင်စုံထုတ်လိုက်ပြီဆိုရင်အယောင်စုံခါပေးကိုပေးရတယ်အဲ့ဒီအတွက်ကြောင့်မလို့ထုတ်ကုန်အစ်စ်ထုတ်မဲ့လူတွေတခါမှမထုတ်ဘူးသေးတဲ့လူတွေဒါလေးကိုလည်းထည့်စဉ်းစားသင့်တယ်ဆိုတာကိုပြောပြတာပါဒီလိုမျိုးကာလာတွေပါပြီဆိုလို့ရှိရင် तू ကပိုးပေးရပါတယ်တော်တော်များများကြည့်ကြည့်ပါဒီထုတ်ကုန်တွေမှာပေါ့နော်အယောင်အရင်မသုံးထားတာကိုတွေ့ရပါလိမ့်မယ်အဲ့ဒါဒီဘာလဲဆိုလို့ရှိရင်သူ့ပေါ်မှာကုန်ကျစရိတ်တွေကအများကြီးရှိရဆိုတာချို့ကြတော့ထုတ်ကုန်ထုတ်တယ်ကိုယ့်ရဲ့ customer ကိုအကောင်းဆုံးနေပဲပေးချင်ကြတဲ့ခါကျတော့အကောင်းဆုံးနေပဲစဉ်းစားကြဒါပေမဲ့စရိတ်တွေကအရင်များလာတဲ့ခါကျတော့မရောင်းရသေးဘူးဒီစရိတ်တွေကိုတွက်ကချက်ကားတဲ့ခါကျလို့ရှိရင်ကိုရောင်းမဲ့ဈေးနှုန်းကမဖြစ်နိုင်တော့အဲ့ခါကျရင်သူကဈေးနှုန်း short ချတဲ့အနေနဲ့ဒီကာလာတွေကိုလည်းပြန်ပြီးတော့စဉ်းစားပြီးတော့သုံးလာကြရပေါ့နော်အခုမှထုတ်မဲ့လူတွေဆိုလို့ရှိရင်ဒါလေးတွေကိုထည့်သွင်းစဉ်းစားပေးဖို့လိုပါတယ်ဒါလေးကိုမသိတဲ့လူတွေအတွက်ပြောပြပေးခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်